ဒါဆိုရင်ပန်းပွင့်အကြီးလေးကနေစထိုးမယ်နော်ပန်းပွင့်အကြီးဒီရာလေးပါကာလာအဖြစ်ဆိုလို့ရှိရင်1ယောက်2ယောက်3ယောက်4ယောက်5ယောက်လိုပါတယ်အဲ့တော့ကြိုက်နေတဲ့ကာလာလေးနဲ့ဆက်ပါအရင်ဆုံးချိန်6ခါနေစထိုးပါမယ်အနံပါတ်ကတော့3နဲ့ထိုးပါတယ်ကြိုက်တဲ့ 2.5 ကနေ 3.5 တီကိုကြိုက်တဲ့နံပါတ်နဲ့ထိုးလို့ရပါတယ်2 3 4 5 6ဒါဆိုလို့ရှိရင်6ခါထိုးပြပါပဲဆိုလို့ရှိရင်ပထမဆုံးအပေါက်မှာရှက်ကော်လေးနဲ့ဆွဲချိတ်ပေးပါပြီးတော့ပြီဆိုလို့ရှိရင်ဖူမီလေးတစ်ချက်တက်ပါတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကွင်းထဲမှာတိုင်တို12ခါထိုးပေးပါတိုင်တိုပါ single crochet လို့ခေါ်ပါတယ်12ခါထိုးသွားမယ်2ခါ3ခါ4ခါတိုင်တို12ခါထိုးပြပါပြီဆိုလို့ရှိရင်ပထမဆုံးအပေါက်မှာရှက်ကော်လေးနဲ့ဆွဲချိတ်ပေးပါရှက်ကော်လေးနဲ့ဆွဲချိတ်ပြီးသွားပြီဆိုလို့ရှိရင်ဖုန်မီလေးတစ်ချက်တက်မယ်တက်ပြီးသွားပြီဆိုလို့ရှိရင်ဖုန်မီတစ်ချက်နှစ်ချက်သုံးချက်တက်မယ်နော်ဖုန်မီသုံးချက်တက်ပြီးသွားရင်တရစ်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအခု3ချိန်ထွက်လာတဲ့အပေါက်မှာပဲရှက်ကော်နဲ့ဆက်ခဲ့တဲ့အပေါက်မှာပဲပထမဆုံးအပေါက်ကိုတိုင်ရှည်လေးတစ်ခါထိုးပါမယ်ဒါဆိုလို့ရှိရင်တိုင်ရှည်လေး2တိုင်ရသွားပြီဖုန်မီတိုင်ရှည်လေး2တိုင်ရသွားပြီဆိုလို့ရှိရင်တရစ်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာနော်နောက်တစ်ပေါက်မှာလည်းတိုင်ရှည်လေး2ခါထိုးပါမယ်တပေါက်ထဲမှာ2ခါစီပါတပေါက်ကို2ခါစီတိုင်လေးတွေကိုထိုးသွားပါမယ်နောက်တစ်ပေါက်မှာလည်း2ခါပဲထိုးမယ် double crochet လို့ခေါ်ပါတယ်တရစ်တင်တိုင်ရှည်ပါတပေါက်ကို2ခါစီထိုးသွားပါမယ်တပေါက်ကို2ခါစီထိုးပါမယ်အဲ့တော့တပေါက်ကို2ခါနှုံးနဲ့တပတ်လည်လုံးထိုးသွားပါမယ်ဒီဘက်ရောက်တဲ့အထိထိုးပါမယ်တပေါက်ကို2ခါစီပါဒါဆိုရင်တပတ်ပြည့်သွားပြီတပေါက်ကို2ခါနှုံးနဲ့ထိုးလာတာတပတ်ပြည့်သွားပြီဆိုလို့ရှိရင်12တိုင်နဲ့စထားတာဖြစ်တဲ့အတွက်24ခုရှိမယ်ပေါ့နော်တိုင်ရေအတွက်ဒီမှာဒီမယ်ဆိုလို့ရှိရင်တိုင်24တိုင်ရှိပါလိမ့်မယ်အဲ့တော့ပထမဆုံးဒီမှာတိုင်ထူခဲ့တဲ့နေရာမှာရှက်ကော်လေးနဲ့ဆက်ချိတ်လိုက်ပါဒါဆိုလို့ရှိရင်ဖူမီလေးတစ်ချက်တက်ပြီးစူးစာလေးကိုဖြတ်ပေးပါဒါလေးကတော့တစ်ယောင်ပေါ့နော်နောက်ထပ်တစ်ယောင်ထပ်ဆက်ပါမယ်ဒါဆိုရင်ချီနောက်တစ်ယောင်ဆက်မယ်နော်အဲ့တော့ကြိုက်တဲ့ကာလာလေးဆက်ပါကိုသုံးထားတဲ့ဒီအောက်ကအယောင်နဲ့လိုက်ဖက်တဲ့အယောင်လေးကိုဆက်ပါအဲ့တော့ဒီဖြတ်ထားတဲ့နေရာနေစပြီးချီစားလေးကိုဆက်လိုက်တယ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်ချိန်3ခါတက်မယ်1 2 3ဒီဖြတ်ထားတဲ့အစလေးကိုပါနောက်မှတိမ့်ပြီးတော့တစ်ခါလေးထိုးသွားမယ်နော်အဲ့တော့ဒီမှာသူ့ရဲ့အခုဒီပေါက်ကထွက်ထားတာဖြစ်တဲ့အတွက်သူ့ဘေးရဲ့ကက်ရဲ့အပေါက်မှာပဲတိုင်တူလေးတစ်ခုပြန်ထိုးလိုက်မယ်3ချိန်တက်ပြီးရင်တိုင်တူလေးတစ်ခုပြန်ဆက်ပြီးသွားပြီဆိုလို့ရှိရင်1 2 3ချိန်တက်မယ်တက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ဘေးကက်ရဲ့အပေါက်မှာတိုင်တူလေးတစ်ခုဆက်မယ်တိုင်တူလေးတစ်ခုဆက်မယ်ဘေးကက်ရဲ့ပေါက်မှာပြီးသွားပြီဆိုလို့ရှိရင်3ချိန်ပြန်တက်မယ်1 2 3ချိန်ပြန်တက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ဘေးကက်ရဲ့အပေါက်မှာပဲပြန်ပြီးတော့တိုင်တူဆက်မယ်ဒီလိုလေးအခုံးလေး3ခုံးရပါလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီမှာအခုံးလေး3ခုံးရသွားပြီဆိုလို့ရှိရင်ချိန်3ခါတက်မယ်1 2 3ဒါဆိုရင်ဒီဘက်ကိုပြန်လှည့်ဒီဘက်ကိုလှည့်လိုက်လို့ရှိရင်ဒီဂွင်းလေးလောက်ထားတဲ့အထဲမှာတိုင်တူလေးဆက်1 2 3ချိန်တက်မယ်ဂွင်းလေးလောက်ထားတဲ့အထဲမှာတိုင်တူလေးဆက်မယ်1 2 3ဂွင်းလေးလောက်ထားတဲ့အထဲမှာတိုင်တူလေးဆက်မယ်ဒါဆိုလို့ရှိရင်အတန်းရည်ဆိုလို့ရှိရင်2တန်းပြီးသွားပြီနောက်ထပ်1တန်းထပ်သွားမယ်1 2 3ချိန်တက်တယ်ဒီဘက်ကိုလှည့်မယ်ပြီးသွားပြီဆိုရင်ဂွင်းလေးလောက်ထားတဲ့အထဲမှာတိုင်တူလေးဆက်မယ်1 2 3တိုင်တူလေးဆက်မယ်1 2 3ဂွင်းလေးလှုပ်ထားတဲ့ထဲမှာတိုင်တူလေးဆက်မယ်ဒါဆိုလို့ရှိရင်1တန်း2တန်း3တန်းဖြစ်သွားပြီဒါဆိုရင်1ကနေပြီးတော့3ထီကို3ချိန်နဲ့စပြီးတော့4 5 6ကိုကြတော့4ချိန်နဲ့စမယ်ဒီမှာနော်1 2 3 4ချိန်တက်သွားတယ်တစ်ဖက်ကိုလှည့်မယ်ဝင်းထဲမှာတိုင်တူဆက်မယ်ဒီဘေးကအချိန်ရည်တွေပဲတစ်ချိန်ပို့သွားနော်1 2 3 4တိုင်တူဆက်ဝင်းထဲမှာ1 2 3 4အကွက်ရည်ကတိုးမသွားဘူးနော်အကွက်ရည်ကတော့ဒီ3ကွက်က3ကွက်ပဲ
ဒီ3ကွက်က3ကွက်ပဲချင်းရီအတွက်တိုးသွားတာနော်1 2 3 4တစ်ဖက်ကိုလှည့်မယ်ကွင်းထဲမှာတိုင်တိုဆက်မယ်1 2 3 4ကွင်းထဲမှာတိုင်တိုဆက်မယ်1 2 3 4ကွင်းထဲမှာတိုင်တိုဆက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ1ကွက်2ကွက်3ကွက်4ကွက်5ကွက်ရှိသွားပြီနောက်တစ်ကွက်ထပ်ထိုးအောင်မယ်6ကွက်6ဆင့်ပေါ့နော်6ဆင့်မှာ1 2 3 4 6ဆင့်ဖြစ်သွားပြီ6ဆင့်မှာလည်း၄ချိန်တက်တယ်တိုင်တိုဆက်တယ်1 2 3 4တိုင်တိုဆက်မယ်ကွင်းထဲမှာ1 2 3 4တိုင်တိုဆက်ဒါဆိုရင်အဆင့်6နော်1 2 3 4 5 6အကွက်ရေကတော့3ကွက်ပဲနော်အဲ့တော့ဒီ3ဆင့်ကကြတော့ဒီဘက်က3ချိန်ဒီဘက်4 5 6ကိုကြတော့3 4ချိန်ပေါ့နော်အဲ့လိုလေးနဲ့သွားမယ်ပြီးရင်ငါ1 2 3 4 5ဒါဆိုလို့ရှိရင်5ချိန်ဖြစ်သွားပြီ5ချိန်ကိုကြတော့တစ်ဖက်ကိုလှည့်ဒီမှာနော်5ချိန်ဖြစ်သွားပြီခုနကဒီမှာ5ချိန်နော်5ချိန်တစ်ဖက်ကိုလှည့်မယ်5ချိန်ဆိုလို့ရှိရင်ဒါလေးကအတက်ဖြစ်သွားပြီနော်တိုင်တိုဆက်1 2 3 4 5တိုင်တိုဆက်1 2 3 4 5တိုင်တိုဆက်ဒါဆိုရင်ပွင့်ဖက်လေးရသွားပြီအဲ့တော့ပြန်ပြောပြမယ်နော်ဒီပထမဆုံးဆင့်မှာကျတော့3ချိန်နဲ့1တန်း2တန်း3တန်းထိုးတယ်3ချိန်နဲ့3တန်းဒီမှာ3တန်းထိုးတယ်ပြီးရင်4ချိန်ဖြစ်သွားပြီ4ချိန်မှာကျတော့1ကွက်2ကွက်3ကွက်ထိုးတယ်4ချိန်မှာလည်း3ဆင့်ပဲထိုးတယ်5ချိန်မှာကျတော့အခုဒီမှာ5ချိန်မှာကျတော့1တန်းပဲထိုးရမယ်အလုံးပေါင်းဒီပွင့်ချက်လေးမှာဆိုလို့ရှိရင်1ဆင့်2ဆင့်3ဆင့်4ဆင့်5ဆင့်6ဆင့်9ဆင့်ပဲရှိရယ်အဲ့တော့5ဆင့်ဒီမှာ9ဆင့်မှာဒီမှာနောက်ဆုံး5ချိန်နဲ့ပြီးသွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအတက်ဘက်မှာပြီးသွားလိမ့်မယ်နော်ရောင်းမြန်အတက်အဲ့တော့ဒီလိုလေးရသွားမယ်ဒီလိုလေးပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာဒီလိုပုံစံလေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအတက်ဘက်မှာပြီးသွားရယ်နော်ဒီပွင့်ချက်အရေးအတွက်လေးဒီပွင့်ချက်ရဲ့အဆင့်လေးက9ဆင့်ပဲရှိမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီဘေးလေးကိုတိုင်တိုလေးတွေဆက်မယ်အဲ့တော့ဒီပထမဆုံးဒီမှာထိုးခဲ့တဲ့တိုင်တိုပေါ့နော်အဲ့တိုင်တိုထဲမှာပဲတိုင်တိုလေးတစ်ခုပြန်ထိုးမယ်တိုင်တိုတစ်ခုပြီးွားရင်ဒီကွင်းထဲမှာနော်ဒီကွင်းထဲမှာတိုင်တို2ခုထိုးမယ်တစ်ခု2ခုဒီထိတ်ဆုံးမှာပဲတိုင်တိုက3ခုဖြစ်သွားမှာပြီးွားပြီဆိုလို့ရှိရင်ဒီမှာဒုတိယကွက်မှာဆိုလို့ရှိရင်ဒီဘေးမှာဒီကြားထဲမှာနော်ဒီတိုင်ရဲ့ကြားထဲမှာတိုင်တိုတစ်ခုဆိုတော့တိုင်တို3ခုပြီးသွားပြီဆိုလို့ရှိရင်ဒီအကွက်အကျယ်ပေါ့နော်ပြီးွားရင်ဒီဒုတိယတတိယမြောက်အကွက်အကျယ်မှာဆိုလို့ရှိရင်2ခုထိုးရမယ်ဒါဆိုလို့ရှိရင်အပေါ်မှာက3ခုထိုးတယ်ဒီမှာ1ခုဆိုတော့4ခုဒီမှာ2ခုဆိုတော့5ခု6ခုရှိသွားပြီဒီမှာအောက်မှာကျတော့တိုင်ဖြစ်နေတဲ့အတွက်တိုင်ထဲမှာ1ခုဆိုတော့9ခုပြီးွားရင်အကွက်ကျယ်ထဲမှာကျတော့2ခုထိုးရမှာဖြစ်တဲ့အတွက်10ခုနောက်တစ်ခုထပ်ထိုးမယ်9ခုပြီးွားရင်အောက်ဆုံးအဆင့်တိုင်နေကြားထဲမှာကျတော့1ခုထိုးမယ်10ခုဒီဘေးကတိုင်တိုက10ခုပဲရှိပါမယ်တိုင်တိုက10ခုပဲရှိမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ပွင့်ဖက်တစ်ခုထပ်ပေါ်မှာဖြစ်တဲ့အတွက်သူ့ရဲ့ဘေးကရက်မှာပဲเนาะအခုဒီမှာဒီပေါက်မှာပြီးသွားပြီဆိုလို့ရှိရင်ဒီနောက်တစ်ပေါက်မှာတိုင်တိုလေးသွားဆက်မယ်တိုင်တိုဆက်မယ်ဆက်ပြီးသွားပြီဆိုရင်စောကားလိုပဲ3ချင်းပြန်တက်မယ်1 2 3တက်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်တိုဆက်ပြီးသွားရင်1 2 3နောက်တစ်ပေါက်မှာတိုင်တိုဆက်ပြီးရင်3ချိန်ပြန်တက်အောင်မယ်1 2 3နောက်တစ်ပေါက်မှာတိုင်တိုဆက်ဒါဆိုရင်နောက်ထပ်ပွင့်ဖက်တစ်ခုထပ်ပုံဖော်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခေါက်ထပ်ပြပေးမယ်ပွင့်ဖက်ကအလုံးပေါင်း6ခုရှိပါလိမ့်မယ်1 2 3တစ်ဖက်ကိုလှည့်
တိုင်တိုဆက်1 2 3ဒုတိယကွက်မှာတိုင်တိုဆက်1 2 3တတိယကွက်မှာတိုင်တိုဆက်အဲ့တော့ဒီမှာနောက်မှာမလိုအပ်တဲ့ချီမြင်လေးတွေကိုညှက်ပစ်လိုက်လို့ရပြီနော်